စိန်ခေါ်မှုနဲ့လူတဘာပေါ့နိုင်ငံရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်မိသားစုအရေးအရာပဲဖြစ်ဖြစ်ကျွန်တော်တို့အလုပ်တွေလုပ်ကြတဲ့အခါလုံရိုးလှုပ်စင်နေနဲ့အမြဲချီတက်နေလို့မရဘူးအပြောင်းလဲမှုတွေလုပ်ရမယ်အပြောင်းလဲကိုလက်ခံရမယ်စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ရမယ်ဆိုတာမျိုးပြောလို့ရှိကြတယ်အဲ့ဒီမှာလူတွေရဲ့တဘာဝအတိုင်းကိုယ့်အတွက်ကောင်းလာမယ့်အပြောင်းလဲတွေကိုကိုယ့်ဘက်ကမပြောင်းလဲပဲစောင့်တက်ကြတဲ့အကြောင်းကိုလည်းကျွန်တော်အမြဲတမ်းပြောရကြပါတယ်လူတွေရဲ့တဘာဝအပြောင်းလဲတွေစိန်ခေါ်မှုတွေနဲ့ကြုံလာတဲ့အချိန်မှာရင်ဆိုင်တဲ့တဘာဝအလေးထားကိုလှုပ်ရိုးလှုပ်စင်မဟုတ်တဲ့အတွက်တွန့်ဆုံတတ်တယ်မလှုပ်ဘူးလက်မခံဘူးဆိုပြီးညင်းပယ်နေတာညင်းပယ်ပြစ်တတ်ကြတာဖြစ်တတ်တယ်ညင်းပယ်လို့မရဘူးဆိုတဲ့အချိန်မှာတော့အတိုက်ခံနေလှုပ်လာတယ်ဒီလိုလှုပ်ရမယ်ဆိုရင်ဟိုလိုလေးလှုပ်လိုက်မယ်ဟိုလိုလှုပ်ချင်တယ်ဆိုရင်ဒီလိုကြော်လွှားပြစ်လိုက်မယ်ဆိုတော့အတိုက်ခံနေရှိလာတယ်တဖြည်းဖြည်းနဲ့အတိုက်ခံလှုပ်လဲမထူးခြားနိုင်တာအကျိုးတက်အပြစ်တွေများနိုင်တဲ့အဖြစ်မှန်အခြေအနေမှန်ကိုသိမှလက်ခံရတဲ့အလေးရှိကြတယ်ကျွန်တော်တို့တိုင်းပြည်မှာလိုအပ်ဆုံးအရာတစ်ခုလို့ထင်ပါတယ်အပြောင်းလဲတစ်ခုကိုအလုပ်တစ်ခုကိုညင်းပယ်အတိုက်ခံနေလုံရင်းနဲ့မှမလုပ်လို့မဖြစ်တာဘာကြောင့်လုပ်ရမယ်ဆိုတာသိလာတဲ့ကြတယ်သိတယ်နားလေတယ်လက်ခံသွားတယ်ပြင်ဆင်တယ်ဆိုတဲ့အဆင့်ကိုတန်းရောက်မသွားရတာကြောင့်လည်းပြောင်းလဲမှုဖြစ်စဉ်တွေကအများကြီးကျင့်ကြသွားလိမ့်ရှိပါတယ်ပြီးမှအပြောင်းလဲတွေစိန်ခေါ်မှုတွေကိုနားလေလက်ခံပြီးတော့ပြုပြင်ပြောင်းလဲမှုတွေကိုယ်တိုင်လှုပ်လာကြတဲ့အဆင့်ပြုပြင်ပြောင်းလဲမှုတွေမှာပါဝင်လာကြတဲ့အဆင့်ကိုကူးကြတာပါဒါတော့စိတ်အားထက်ထက်တန်တန်နဲ့ဖြစ်တာတပိုင်းကျန်နေသေးတယ်ငါလုံးမဖြစ်မယ်လုံးမယ်ဆိုပြီးစိတ်ထဲနှလုံးထဲကပါဝင်ပတ်သက်ပြီးတော့ဆောင်ရွက်ခြင်းစိတ်ပြင်းပြင်းထန်ထန်ရှိလာတဲ့အဆင့်စိတ်အားထက်သန်တဲ့အဆင့်ရောက်မှတကယ်အောင်မြင်တဲ့အပြောင်းလဲစိန်ခေါ်မှုကိုကျော်လွှားနိုင်တဲ့အဆင့်ကိုတကယ်ရောက်လာတာပါအချင်းချုပ်လိုက်ရင်ညင်းပယ်ခြင်းအတိုက်ခံပြုခြင်းအတိမတ်ပြုခြင်းပါဝင်လာခြင်းနဲ့လုံမယ်လို့ခိုင်မာဆုံးဖြတ်ခြင်းဆိုတဲ့အဆင့်တွေကိုနားလည်နိုင်မှုနဲ့ဖြတ်တန်းပုံဖြတ်တန်းနည်းတွေပေါ်မှာအခြေခံပြီးလူတော်နဲ့လူလျှော်အောင်မြင်တဲ့လုပ်ငန်းနဲ့မအောင်မြင်တဲ့လုပ်ငန်းတိုးတက်တဲ့တိုင်းပြည်နဲ့ဆင်းရဲတဲ့မထွက်နိုင်တဲ့တိုင်းပြည်ဆိုပြီးကြွားသွားတာပါတဦးချင်းမှလည်းဒီလိုပါပဲနောက်ဆုံးတဲ့လူကိုယ်ရှောင်တဲ့လူအရှုံးပဲကိုမိသားစုကိုအဖွဲ့အစည်းကလူတွေညင်းပယ်လာတာတွေရှိရင်အတိုက်ခံတွေရှိလာရင်တော့စိတ်ပြတ်သွားလို့မရဘူးနားလည်အောင်ကြိုးစားရမယ်သူတို့ကိုယ်တိုင်ပါဝင်ပြီး commitment တွေရှိလာအောင်ကြိုးစားဖို့လှုံ့ဆော်ရပါမယ်